ကိုယ်စိတ်မှာတတိရှိရင်လည်းပဲရှိမှန်ဒီမယ်ကိုယ့်ရဲ့စိတ်ကလေးမှာတတိမရှိဘူးဆိုရင်လည်းပဲမရှိမှန်ဒီမယ်ရှိတာကိုလည်းသိပါမရှိတာကိုလည်းသိပါဒီတိုင်းစိတ်ကလေးကိုလွတ်မထားတခါတခါစိတ်ကလေးကိုဒီတိုင်းလွတ်လိုက်တဲ့အခါမှာဒီစိတ်ကအာယုံခွာရနောက်ကိုသူကလိုက်ပြီးအာယုံတွေနဲ့လိုက်ပြီးတော့မျောနေတတ်တယ်မျောပြီးတော့အာယုံကလေးကကောင်းတယ်ဆိုရင်စိတ်ကလေးကကောင်းနေတယ်အာယုံကလေးကဆိုးတယ်ဆိုရင်စိတ်ကလေးကဆိုးနေတယ်အဲ့ဒါဒီကိုယ်စိတ်မှာတတိမရှိတဲ့အတွက်ကြောင့်ကိုယ်စိတ်မှာသမာဓိမရှိတဲ့အတွက်ကြောင့်စိတ်ဒီအာယုံရဲ့နှိစေတာမျိုးဘုံဘုံလှိပ်ပါနေတာကိုဒီစိတ်ကလေးကခံနေရတယ်ဒါကြောင့်အဲ့ဒီစိတ်ကလေးကိုတတိထားတော့ယောဂီများတစ်လုံးဒီအာယုံတရားတွေရဲ့လေးစားမှုအောက်မှာဘုံဘုံတို့စိတ်ကလေးတွေဟာအေရှန်တဲ့ကအေရှန်တဲ့ပူလောင်တဲ့ကပူလောင်တယ်အဲ့ဒါဒီအာယုံရဲ့လေးစားမှုအာယုံနောက်ညှောပြီးတော့အဲ့လိုလိုက်နေရတယ်ဒါကြောင့်ကိုယ်စိတ်ကိုတတိထားပြီးတော့စိတ်မဖြစ်ပါစေနဲ့ဒါကြောင့်တတိရှာရှာလေးကိုယ်စိတ်ကလေးကိုတတိထားပြီးတော့ဖတ်တဲ့ဝင်တဲ့ကလေးကိုပြန်မှတခါတခါအသက်ရှူရင်းရှိုင်ရင်နဲ့မေ့တော့အသက်ရှူရင်းရှိုင်ရင်နဲ့စိတ်ကလေးတွေတရားအာရုံတွေစီကိုရောက်ပြီးတော့မျောနေတတ်တယ်တခါတခါဟောဘုရားလေးနားလေးတွေပေါ်လာတယ်စိတ်ထဲမှာမကြောက်ပါနဲ့ကြောက်ရမှာမဟုတ်ဘူးဘုရားလေးနားလေးတွေမကြောက်နဲ့မစိုးရင်နဲ့ကယုတော်မစိတ်သိဘူးအောက်ကပူတဲ့တင်းတဲ့သဘောတရားဆိုတာသုတဘာဝတန်သူရှိနေတာသူ့လို့သူလုံးနေတာဟောစိုးရင်စရာပါတခုမှမရှိအဲ့တော့ကိုယ်စိတ်ကလေးကိုပဲတည်ချာချာနဲ့ညင်ဝရိယနဲ့အာဇတစ်ချက်ထိနာမိတ်တာဝင်တတ်တယ်ထိနာမိတ်တာဆိုတာအိတ်တံငိတ်တာတွေ့ဝေတာထိုင်မှန်တာတခါတခါစိတ်ကမျောပြီးတော့ပါတဲ့အတွက်ကြောင့်ဒီစိတ်ကလေးတွေကိုတတိထားဖက်ဖက်ကနေပြီးတော့ကိုယ့်ရဲ့စိတ်ကလေးတွေတတိထားထိနာမိတ်တာမဝင်ဘူးဆိုလို့ရှိရင်အောက်ကပူတဲ့တင်းတဲ့သဘောတရားလေးတွေစိတ်အလိုမလိုက်နေတခါတခါဘုံဘုံတို့ကစိတ်အလိုလိုက်နေတတ်မပြီးဘူးနော်တခါပြီးစိတ်ကနေပြီးတော့ကိုကတကျင်တော့ပြင်လိုက်ပြီဆိုလို့ချင်းတခါနေကိုယ့်ရဲ့ကမ္မဋ္ဌာန်းအာယုံလေးပေါ်မှာကိုယ့်ရဲ့ကမ္မဋ္ဌာန်းအာယုံလေးပေါ်မှာစိတ်ကလေးကိုတည်တည်ချာချာလေးထားပြီးတော့ယောဂီတတိထွက်လေးကြည့်ဝင်လေးကြည့်ကိုယ့်ရဲ့စိတ်ကိုအဲ့ဒီကမ္မဋ္ဌာန်းအာယုံလေးပေါ်မှာညင်မမှန်ဝရိယအားစိတ်ပြီးတော့နော်ဝရိယအားစိတ်တွေဆိုတာဘယ်တော့တော့အားစိတ်ရမလဲတုံးတိုက်တဲ့ကြာကိတ်ကိတ်အဲ့လိုအားစိတ်ရဝရိယအားစိတ်ကိုဆိုတာမလို့ဒါကြောင့်ဒီတရားမှတ်တယ်ဆိုတာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုညာလို့မရဝရိယရဲ့တရားတရားရဲ့သိခံနိုင်တဲ့စိတ်ဒါဆိုလို့ရှိရင်ဘုရားအောင်မြင်တယ်နော်အောင်မြင်ပေါက်ရောက်နိုင်တယ်ဒါကြောင့်တတိယလေးစိတ်ပြီးတော့မှဘုလိုလေအာထုဘုလိုလေဒါကြောင့်တတိချာချာလေးတတိကာမဂိယစိတ်ပါအောက်ကဘုရားတင်းတဲ့လေးတွေကိုမကြောက်ပါနဲ့ဒါခဏလေးသိခံပြီးတော့အဲ့လိုလေးရှုလိုက်ရင်မှတ်လိုက်ရင်ဒါတစ်ချိန်လောက်ရတော့ပြီဆိုလို့ရင်ဒါအဆင်ပြေတော့ပြီကြောက်စရာမဟုတ်ဒါကြောင့်တေချာလေးဂယုစိတ်ပါမကြောက်ပါနဲ့တခါတခါယောဂီများကြောက်တယ်အောက်ကဘုရားတင်းတဲ့လေးတွေပေါ်လာပြီဆိုလို့ရှိရင်ပေါက်လေးကထောင်လာတဲ့ကျင်လာတယ်ကိတ်လာတယ်ခါကလေးကနာလာတယ်ကြောကလေးကအောင်းလာတယ်ငါတခုခုများဖြစ်သွားမလားဆိုရင်လည်းစိတ်အဲ့လိုလည်းမဖြစ်ပါဘူးမဆိုရင်ပါနဲ့သူကြာလာရင်ညောင်းတာပဲကိတ်တာပဲထောင်တာပဲကျင်တာပဲအဲ့ဒါကထူးဆန်းမဟုတ်ဘူးနော်ဒါကြောင့်ကိုယ်စိတ်ကိုတင်ထားတာလေတောင်းထားတာလေကျိတ်မိတ်ထားတာလေမလုပ်ပေးဘူးယောခန္ဓာကိုကြီးကိုလည်းတောင်းထားစရာလည်းမလိုဘူးတင်ထားစရာလည်းမလိုဘူးကျိတ်မိတ်ထားစရာလည်းမလိုဘူးသူ့သဘောသူဆောင်တယ်သူ့လောက်သူလုံနေတယ်
ယောဂဖြစ်ရင်ဒီထဲမှာကပိုနာတယ်ယောဂဖြစ်ရင်ဒီထဲမှာကပိုခံရတယ်ပိုနာတယ်အဲ့ဒါကိုဘုံကနော်ကြိုတင်ပြီးတော့နာပါစေပေါင်ကလေးကဒုကလေးကတင်ပစုံကလေးကခြေသလုံးကလေးကဒုံလေးကျင်းလေးကိတ်လေးဘလို့တော့နာမလဲနာပါစေအဲ့ဒီသဘောတရားကိုကြည့်လိုက်သူ့သဘောသူဆောင်နေတယ်နာတယ်ဆိုတဲ့သဘောတရားလေးပဲတော့အတုံးခဲကျဲခဲအဆိုင်ခဲမရှိဘူးအဲ့တော့အဲ့ဒီဘုံမှာလက်လေးပြီးတော့ငါဆိုတဲ့အဲ့ဒီသဘောတရားလေးတွေတတိထားငါရဲ့ဥစ္စာငါရဲ့ပေါင်းငါလက်ငါတူငါခြေသလုံးငါတင်ပစုံငါခါငါကြောဆိုပြီးတော့အဲ့ဒီမှာငါပါနေတတ်တယ်တဏှာပါနေတတ်တယ်တတိထားပါအဲ့တော့တတိထားရင်ရတယ်နော်ကြည့်ယောဂီများတိတိကျကျကြည့်ငါဆိုတာရောဟုတ်လို့လားဒီမှန်တဲ့အတိုင်းလုပ်ရမှာပဲလေအခုတော့ငါပြောတဲ့အတိုင်းလေးမရဘူးငါစီမံတဲ့အတိုင်းလေးမရဘူးငါခိုင်းတဲ့အတိုင်းလေးမလုပ်ဘူးအမှန်တကယ်ငါမှမဟုတ်တာနော်ကိုကသာငါလို့ထင်နေတာသူကငါမဟုတ်ဘူးသူသဘောသူဆောင်နေတာယောဂီအားအကြောင်းမလို့တတိထားပါဂယုစိတ်ပါငါမဟုတ်ပါဘူးတတိထားဂယုစိတ်ပါယောဂီတတိဂယုစိတ်ပြီးတော့ကိုယ်ရှုမှတ်နေတဲ့ကမ္မဋ္ဌာန်းအာယုံလေးပေါ်မှာကိုယ်စိတ်ကလေးတွေတတိထားပြီးတော့ညင်ညင်ကိုယ်စိတ်မှာတတိရှိမှန်သည်ကဲတတိမရှိဘူးဆိုရင်လည်းမရှိမှန်သည်စိတ်ကိုတင်းမှတ်ထားတယ်အောက်ကဗုဒ္ဓနိဒာလေးတွေပေါ်လာတဲ့အချိန်မှာဘုန်းဘုန်းတို့ယောဂီများစိတ်ကိုတင်းထားမယ်ဆိုရင်ပို့ဆိုးတယ်နော်အဲ့ဒါကြောင့်မလို့စိတ်ကိုတင်းမထားဘဲနဲ့ကိုယ့်ရဲ့ကမ္မဋ္ဌာန်းအာယုံလေးပေါ်မှာကိုယ်စိတ်ကလေးကိုညင်ညင်လေးပြန်ကပ်မယ်ထွက်လေဝင်လေကိုမှန်မှန်လေးပြန်ကပ်မယ်အောက်ကဗုဒ္ဓနိဒာလေးတွေပေါ်မှာတက်ပြီးတော့ဘုန်းဘုန်းတို့ယောဂီများစိတ်ထဲမှာမခံရှိမခံသာဖြစ်ရတယ်ဆိုတဲ့ယောဂီများကစိတ်ကိုတင်းမထားနဲ့တောင်းမထားနဲ့ချိန်မိပြီးတော့မထားနဲ့ဒါညင်ညင်နဲ့မကြောက်နဲ့ကြောက်ရင်ပို့ဆိုကြောက်ရင်ပို့နာကြောက်ရစရာဘာကြောက်လဲဆိုရင်ငါဘောငါလေးငါတူငါခြေသလုံးအတင်းမဆုံးဇာရှိတဲ့ညကြောက်တာကြောက်ရင်ပို့နာဒေါသဖြစ်အဲ့တော့ပေါ်နာရတယ်မကြောက်နဲ့သူ့သဘောသူဆောင်နေတာလွတ်ထားလိုက်ပြန်မတယ်ပေါ်လာပြန်မရင်လွတ်ထားလိုက်ဆုတ်ကြထားရတာပြန်မတယ်ပေါင်းတို့တူတို့ခြေသလုံးတို့ငါနဲ့အဲ့ဒါလိုငါဆိုတဲ့အတ္တနဲ့တဏှာမာနဒိဋ္ဌိနဲ့ဆုတ်ကြထားတဲ့အခါမှာအဲ့တော့ပူလောင်ရတယ်အဲ့တော့သူ့သဘောသူဆောင်နေတာသူ့လို့သူလုပ်နေတာကိုယ်ကလေကိုယ်လို့မဲ့ကိုရှုမှတ်စရာရှိတယ်တပ္ပဒအာယုံလေးပေါ်မှာဘုံဘုံလိုယောဂီများကရှုမှတ်နေမြတ်သားလေကမ္မဋ္ဌာန်းအာယုံလေးပေါ်မှာသေချာလေးညင်ညင်လေးရှုမှတ်နေပဲတတိထားမယ်တင်းမထားနဲ့ရုပ်ခန္ဓာကိုယ်ကြီးချိန်မထားနဲ့ခန္ဓာကိုယ်ကိုတောင့်မထားနဲ့ချိန်မထားနဲ့တင်းမထားနဲ့စိတ်ကိုလေးတင်းမထားနဲ့တောင့်မထားနဲ့ချိန်မထားနဲ့သေချာလေးတတိကပါဂယုစိတ်ပါရုပ်ခန္ဓာကိုယ်ကြီးကိုတောင့်ထားတာနဲ့တင်းထားတာနဲ့ချိန်မိထားတာနဲ့မလုပ်ပဲစိတ်ကလေးကိုညင်ညင်လေးမမှန်လေးနဲ့တတိထားမယ်ယောဂီတတိပြန်ပြီးတော့တတိကမယ်ထွက်တဲ့ဝင်တဲ့လေးပေါ်မှာစိတ်ကလေးကိုညင်ညင်လေးထွက်လေတိဝင်လေတိစိတ်ကိုတတိကစိတ်ကဟိုရောက်ဒီရောက်ဖြစ်တယ်ထွက်တဲ့ဝင်တဲ့လေးပေါ်မှာစိတ်ကမရောက်ဘူးဆိုရင်အောက်ကပူတဲ့တင်းတဲ့ပေါ်မှာစိတ်ကရောက်တော့ပြန်အဲ့တော့စိတ်နဲ့အများကြီးဆိုင်တာပေါ့ကိုရောက်တဲ့အာယုံပေါ်မှာစိတ်ကလိုက်ပြီးတော့ခံနေရတယ်ထွက်တဲ့ဝင်တဲ့ပေါ်မှာအမှန်တော့ဘုံကထားခဲ့ဒါပေမဲ့ယောဂီများရဲ့စိတ်အောက်ကပူတဲ့တင်းတဲ့ပေါ်မှာရောက်နေတယ်ဘုံထားခဲ့တဲ့နေရာမှာယောဂီများစိတ်ကမနေပြီဖြစ်နေတယ်အဲ့တော့အဲ့ဒီစိတ်ဒီထွက်တဲ့ဝင်တဲ့ဆိုတဲ့ဒီနာတိယောဂီပေါ်မှာရောက်အောင်ကြိုးစားမယ်မလေးကိုယ်စိတ်ကလေးကိုပြန်ကြည့်